ကိုကြီးမပြောပြတဲ့ CR7 ရဲ့လျှို့ဝှက်ချက်9ချက်ကျွန်တော်9လို့ပါစကားထွက်လိုက်တာနဲ့ကျွန်တော်တို့တွေရဲ့အတွေ့အကြုံမှာခရစ္စတီယာနိုရိုနယ်ဒိုကိုပထမဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်ဒီလောက်ဒီဘောလုံးလောကမှာဩစာကြီးမားလို့နဲ့ CR7 မှာလေကျွန်တော်တို့ကိုပေးမသိခြင်းနဲ့ကိုပိုင်လျှို့ဝှက်ချက်တွေရှိပါတယ်ကဲခေါင်းစဉ်ကြလို့စိတ်ဝင်စားသွားပြီမကြသေးခင်ကရိုနယ်ဒိုကိုမတိမ်မှုနဲ့ဆွဲချက်တင်တရားစွဲခဲ့တဲ့မြို့သမီးတယောက်ကိုမှတ်မိကြသေးရလားအဲ့ဒီမြို့သမီးပြောတာကတော့ဒီကိစ္စက2009ခုနှစ်မှာဖြစ်ခဲ့တာပါဒီဖြစ်ရကြီးကရိုနယ်ဒိုရဲ့အောင်မြင်မှုနဲ့ဘဝတစ်ခုလုံးကိုပျက်စီးစေနိုင်တဲ့အထိချင်းချမှုပြင်းထန်ခဲ့ပါတယ်ကျွန်တော်တို့စမှာကဒီမျိုးသမီးနဲ့တော့မဟုတ်ဘူးဗျအရင်ဆုံး CR7 အကြောင်းပြောရရင်သူ့ရဲ့ iconic number 7ကိုလေမေးထားလို့တော့မရဘူးဒါဆိုရင်ဒီကျော်နံပါတ်ကိုသူဘယ်လိုရခဲ့တာလဲအဖြေအတွက်နည်းနည်းလောက်အချိန်ခီးသွားရပါလိမ့်မယ်2002ခုနှစ်မှာ Manchester United အသင်းဟာအလားလာရှိတဲ့လူငယ်ခြေသစ်တွေကိုရှာပုံတော်ဖွင့်ဖို့ Ronaldo ပေါက်စကစားနေတဲ့ပွဲစီကိုရောက်လာခဲ့ပါတယ်ကွင်းထဲမှာထိန်းတိုင်းကျဲခြေစွမ်းပြနေတဲ့ CR7 ကိုပထမဆုံးတတိထားမိသွားခဲ့တဲ့သူကတော့နီးပြဆာ Alex Ferguson ပါRonaldo ရဲ့ကစားဟန်ကိုမြင်လိုက်တာနဲ့ဒီလူဟာသူရှာနေတဲ့တယောက်ပဲလို့တက်အသိလိုက်ပါတယ်ဒါကြောင့်လည်းပွဲပြီးတာနဲ့ Ferguson Ronaldo ရဲ့ agent နဲ့ Lesbon တာဝန်ခံတွေကိုတွားရောက်တွေ့ဆုံပြီးတော့ Man United ကို join ဖို့အတွက်ဒေါ်လာ9 million နဲ့စာချုပ်ချုပ်ခဲ့ပါတော့တယ်ဒါ Ronaldo ဖို့သူ့ဘဝတစ်လျှောက်အောင်မြင်မှုတွေရဲ့ပထမဆုံးခြေလှမ်းလို့ပြောလို့ရပါတယ်Man United ကိုရောက်ပြီးတော့ဂျာစီရွေးတဲ့နေ့မှာ Ronaldo က Lesbon အသင်းမှာသူဝစ်ဆင်ခဲ့တဲ့ Jordan 28ကိုပေးဖို့တောင်းဆိုခဲ့ပါတယ်Ferguson နဲ့အသင်းတာဝန်ခံတွေကတော့ဒီတက်ကောင်းတဲ့အကြံတစ်ခုရှိနေခဲ့ပုံရပါတယ်သူတို့ဟာ United ရဲ့ခံဝင်ဂျာစီနံပါတ်9ကိုရဲရဲရောရောကိုပေးခဲ့တာပါအဲ့ဒီနောက်မှာတော့အစင်လာမပြတ်ဂျာစီနံပါတ်9ရဲ့နာမည်ကိုဒိုလေးတယောက်ရှေ့စီနီယာကြီးတွေဖြစ်ကြတဲ့ David Beckham, Eric Cantona နဲ့ George Best တို့လိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။တစားတက်တစားအစွမ်းပြလာတဲ့ခြေခွက်တွေကြောင့် club ရဲ့ superstar တယောက်ဖြစ်ခဲ့ပြီးတော့ Real Madrid ကိုပြောင်းသွားတဲ့အချိန်မှာသူ့ရဲ့ကျော်နံပါတ်9ကိုပါတပါးလေးခေါ်ဆောင်ခဲ့ပါတယ်။ Juventus နဲ့နိုင်ငံကိုစားပြုအသင်းအတွက်ကစားပေးချိန်မှာတော့ကျော်နံပါတ်9ဆိုတော့ Ronaldo အတွက်ပဲလို့အတိအမှတ်ပြုကြတဲ့အထိအောင်မြင်မှုတွေအားပေးမှုတွေကိုစက်တိုက်ဆိုသလိုရရှိခဲ့ပါတယ်။ဒီလိုနဲ့ပဲ CR7 ဆိုတဲ့ trademark တစ်ခုဖြစ်လာခဲ့ပြီးတော့ကိုပိုင် brand တစ်ခုဖန်တီးနိုင်တဲ့အထိအရှင်ဝါကြီးမားခဲ့တာပါဒီလိုအောင်မြင်မှုတွေတပွေးတစ်ပိုက်ကြီးကျုံးယူထားတဲ့ Ronaldo ရဲ့ရုပ်ရည်ပိုင်းကိုကြည့်မယ်ဆိုရင်အပြည့်ပြောစရာမလိုအောင်ပြည့်ပြည့်ချုံးမောနေတာတွေ့ရပါတယ်